ကဲဒါလေးကတော့ One Piece manga လေးပါမင်းတို့စီရဲ့စာအုပ်လေးတွေကတော့လေဂျပန်နေမှာတဲ့ official ပေါ့နော်အစ်စ်တော့မဟုတ်ဘူး second hand သူများဟိုစားဖတ်ပြီးတော့ပြန်ရောင်းထားတဲ့ဟာလေးတွေပေါ့နော်ဒါပေမဲ့ဂျပန်ကလူမှားတာဆိုတော့ဂျပန်ကလူတွေကစာအုပ်ကိုင်တာတွေပါညာရတော့တော်လေးစီကန်းရှိကြတဲ့အခါကျတော့သူတို့ဖတ်ပြီးသားစာအုပ်ဆိုပေမဲ့စာအုပ်ကလေးလှမ်းပြီးဖတ်ထားတဲ့ပုံစံတော့တချို့တလေမပေါ်တတ်ဘူးပေါ့နော်ဟိုစားကောင်းတယ်ပေါ့နော် quality လေးတွေကပေးရတဲ့ဈေးနဲ့လည်းတန်တယ်ပြီးတော့အစ်စ်လေးတွေ official အစ်စ်လေးဆိုတော့ဒီမှာကြည့်လိုက်လိုမျိုးနှစ်ထပ်ပေါ့နော်ကာဘာဒါမှတကယ်ဘုတ်ကာဘာအစ်စ်ဒါကအပြင်က desk ကာဘာပေါ့နော်ဒီမှာ author နေပြီးတော့ပေးခြင်းတဲ့ message လေးလည်းရေးပေးထားတယ်ပေါ့နော်ဒီလိုပုံစံလေးဒီမှာရှေ့ဖြစ်နောက်ဖြစ်ဒီလိုလှမ်းကြည့်လိုက်နော်ဒီလိုအထက်လေးနဲ့ရှိရဲအဲ့အမျိုးမှာအစ်စ်ပေါ့နော်မဟုတ်လို့ရှိရင်အတုတွေများရပေါ့နော်ဒါလေးတွေကအစ်စ်ပြီးရဲ့ခါကြလို့ရှိရင်သူကတချို့ဆိုလို့ရှိရင်တော့ဒါကတော့ဒီပုံတန်းပြန်ပါတယ်တချို့စာအုပ်တွေတချို့ manga တွေဆိုလို့ရှိရင်ဒီထဲမှာလေတမျက်နှာတွေပြီးရဲပေါ့နော် skip ပေါ့ skip ဆိုတာဘယ်လိုပြောမလဲဟာတာဇလန်လေးပေါ့နော် manga အတူလေးတွေပါတက်တာမျိုးတောင်ရှိသေးတယ်နော်one piece ဒီပထမဆုံးမှာတော့သူပါတဲ့ character လေးတွေပေါ့နော် character ပြီးသွားလဲခါကြလို့ရှိရင်ဒီကောင်ကဘယ်လောက်ပါလဲဆိုတော့ chapter 800ကျော်ပေါ့နော်859ကနေပြီးတော့869ထိ chapter 10ခုပါတယ်ပေါ့နော်ဘယ်အဖြစ်မလဲဘယ်ပိုင်းဖြစ်မလဲတော့မပြောတတ်သေးဘူးမင်းလည်းဒီဥစ္စာကိုလေ one piece ကို manga တော့မဖတ်ဖြစ်ဘူးပေါ့နော်ဟိုနဲ့အာနီမဲကြည့်အာနီမဲက10ပိုင်းလောက်ကနေဆက်ပြီးတော့မတက်ဖြစ်ဘူးဖြစ်နေတော့အရှိကြီးပဲဖြစ်နေတဲ့အခါကြတော့လေအချိန်မပေးနိုင်တော့ကြည့်နေစတိုက်ကြည့်မှကြည့်လို့ကောင်းတာဆိုတဲ့အခါကြတော့အဲ့နဲ့ပဲမတက်နိုင်တာနဲ့ပဲမဖြစ်ဒါကအနီမဲထဲမှာဒီပိုင်းနေကအနီမဲထွက်ပြီးလားမထွက်ပြီးလားမင်းတော့မပြောတတ်ဘူးဒါပေမဲ့ One Piece fan နေဆိုလို့ရှိရင်တော့သိမှာပေါ့နော်ဒီပိုင်းနေကြည့်လိုက်လို့ရှိရင်ဒါအနီမဲထွက်ထားသေးတဲ့အပိုင်းလားမထွက်ထားသေးတဲ့အပိုင်းလားဆိုတာပြီးတော့သူကရှိုနန်ဖြစ်တဲ့ပြီးတဲ့အခါကျဖူရီခါနာလေးတွေပါတယ်ပေါ့နော်ဒီမှာကြည့်လိုက်အကုန်လုံးဖူရီကာနာအပြည့်ပဲခန်းကြီးတစ်လုံးစီရဲ့ဘေးတိုင်းမှာအကုန်လုံးဖူရီကာနာလေးပါတယ်အခုကြည့်နေတဲ့မင်းဖတ်တတ်တဲ့သူတွေဆိုလို့ရှိရင်လည်းမင်းနဲ့တူတူလိုက်ပြီးတော့ဖတ်လို့ရတယ်เนาะဒီမှာဖူရီကာနာလေးတွေပါတယ်သူတို့စကားပြောတဲ့ဟာတွေထဲမှာအကုန်လုံးဖူရီကာနာပါတဲ့အတွက်ကြောင့်မလို့ပုံမှန်ဆိုရင်တော့ဖူရီကာနာပါလို့ရှိရင်အတန်ထွက်လို့ရမယ်အတိတ်ပဲရှာလို့ရတယ်ဆိုလို့ရှိရင် N3 level တွေဆိုဖတ်လို့ရတယ်ပေါ့เนาะဒါပေမဲ့ဒီဥစ္စာကကြတော့ fantasy ချင်းပေါ့เนาะဟိုဥစ္စာနေ့စဉ်မှာသုံးနေတဲ့စကားလုံးလေးတွေတော့မဟုတ်တဲ့အတွက်ကြောင့်မို့လို့ပြောမလဲဒီဇလန်းကြိုက်တော့မှဖတ်ရင်တော့ပို့ပြီးအဆင်ပြေရပါတော့ဒီတွေကနေပြီးတော့ဟိုစကားလုံးလေးတွေသိချင်လို့သင်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲသူစီကတည်းကစကားလုံးတွေကရိုးစကားပြောတဲ့ဟာတော့နေ့စဉ်သုံးလို့ဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါပေမဲ့ပါဝင်တဲ့အကြောင်းအရာလေးတွေကတော့နည်းနည်း fantasy show နန်ဆိုတဲ့ပုံစံပြောကြတော့ဟိုရုံသုံးချောင်းသုံးလိုမျိုးတော့မဟုတ်ဘူးပေါ့နော်ဇလန်းဆက်တာပေါ့နော်ရုပ်ရှင် drama လိုမျိုးဆက်နေဟာလိုမျိုးလေးဖြစ်နေမယ်ဒီတအုပ်မှာဆိုလို့ရှိရင်ကဘယ်လောက်လဲ chapter 880ဆိုခုနအဆက်ပေါ့နော်880ကနေပြီး889ထိ chapter 10ခုပါတယ်ဒါသူ့ရဲ့ပါတယ်ဟို chapter နာမည်လေးတွေပေါ့နော်ဒီဥစားက volume ဘယ်လောက်ပါလဲ volume 89တဲ့နော်ဒါ volume 89သူကအခုဆိုလို့ရှိရင်ဒါလေးအထက်ကပါနော်ဒါဒီမှာ author ပေးခြင်းတဲ့ message ကလေးပါအခုဆိုရင်သူက volume ဟိုစား111ထိထွက်ထားပြီးသွားပြီ131ထိထွက်ပြီးတော့နောက်လာမှာ132အုံမြောက်ကိုထွက်မှာပေါ့နော်ဒီထဲမှာလည်းကြည့်နော်ဖူရီကာနာလေးတွေအကုန်ပါတဲ့အတွက်ကြောင့်လို့ပုံမှန်ဆိုရင်တော့ N3 ဆိုလို့ရှိရင်တော့ဖတ်လို့ရပါတယ် N3 level ဆိုဖတ်လို့ရပြီအဲ့တော့ဒီ volume မဟုတ်ဘဲနဲ့တခြား volume လေးလိုချင်တယ်ဆိုလို့ရှိရင်တော့မင်းတို့ဂျပန်နေမှာပေးပါတယ်ဂျပန်မှာလို့ရှိရင်တော့pre order ဆိုတဲ့ခါကျတော့ကြာချိန်3လကျော်စောင့်ရတယ်စာအုပ်ဖို့စီယံငွေ3ဝက်ကိုကြိုပြီးတော့ခြေပေးရတယ်ပေါ့နော်မင်းတို့အခုဒီမှာ install ရှိရဲ့ဟာနှစ်အုပ်ကဘယ်လောက်လဲ86နဲ့89ကတော့တအုပ်ကို14500စီပါ second hand လေးနော်သူကအသစ်မှာခြင်းလဲရတယ်ဒီဥစ္စာဒါက second hand ကွာ second hand ကြီးကိုမကြိုက်ဘူးကွာအသစ်ဆက်ဘယ်သူမှမဖတ်ရသေးတဲ့ဟာပဲမှာခြင်းတာဆိုလို့ရှိရင်เนาะသူကအသစ်ဆိုလို့ရှိရင်တအုပ်ကိုဘယ်လောက်လဲ2800ကျပ်เนาะရန်ကုန်ဂျပန်နေရန်ကုန်အရောက်ကို2800ကျပ်နဲ့တအုပ်ကိုမှာလို့ရတယ်ကြိုက်တဲ့ volume မှာလို့ရတယ်တစ်ကလိုချင်လား30လိုချင်လားเนาะ20 30ဘယ်နဲ့ဟာလိုချင်လဲတအုပ်ယူလဲရတယ်10ဦးလောက်ယူလဲရတယ်ကိုကြိုက်တဲ့လောက်ပေါ့เนาะကိုနိုင်တဲ့လောက်ကို budget နဲ့တွက်ပြီးတော့ပေါ့เนาะယူလို့ရပါတယ်ဒါလေးကတော့အခု install ပေါ့เนาะဒီ install ရှိရဲ့ဟာလေးကကြတော့ရန်ကုန်မှာ install ရှိနေတဲ့အတွက်ကြောင့်လို့မင်းတို့ကလာမှာရဲဆိုလို့ရှိရင်ဒီနေ့မှာလည်းနောက်နေ့ကိုတန်းပြီးတော့ daily app ပေးတယ်ရန်ကုန်မန္တလေးဆို2ရက်3ရက်အတွင်းရောက်တယ်ကျန်တဲ့မြို့တွေကတော့3ရက်5ရက်အတွင်းအရန်ဝေးရဲ့နေရာတွေဆိုလို့ရှိရင်တော့တစ်ပတ်10ရက်လောက်တော့ကြာရဲပေါ့နော်အိမ်ရောက်ငွေချေလို့လည်းရတယ် install စာအုပ်လေးကြတော့မင်းတို့စီမှာ install မရှိတဲ့စာအုပ်ကလေးဂျပန်မှာပေးရမယ့်စာအုပ်ကလေးတွေကကြတော့အိမ်ရောက်ငွေချေလို့တော့မရဘူးပေါ့နော်စာအုပ်တစ်ဝက်အရင်ကြိုးရှင်းဖို့လိုပါတယ်ဒါ One Piece မှမဟုတ်ဘူးတခြားဘယ်မှန်ကမဆိုဒီလို official စာအုပ်ကလေးတွေတွဲမှာကျင်နေဆိုလို့ရှိရင် CP မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ဈေးစုံစမ်းပြီးတော့အဆင်ပြေရဆုံးမှာလို့ရပါတယ်เนาะ
ဟုတ်ပါပြီကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်နော်